အမေစနေရသည်ချစ်ကျိုးတွေ့တယ်နှင်းဝေဝေမြစ်တစင်းဟာနေပဲကြပြဝိုင်းစာဝိုင်းတွေထက်စာတင်ဝိုင်းကိုသာအားပေးခဲ့တယ်အမေမြစ်တာတွေကိုခါတက်ခဲ့ဘူးလေကြပြဟိုအသက်တက်လို့ယူနေရှင်အမေရဲ့အသက်ဟာတားဖြစ်နေတာစုတော်များမားခဲ့လားအမေရဲ့ရုပ်လင်းပြိုးချွေဦးထမ်းလာခြင်းတားထမ်းလာတဲ့ကြပြစာအုပ်ကိုမျက်ရည်တွေနဲ့အမေပဲဖတ်ခဲ့တာဆူလာတူဖတ်တာလို့မမုန်းနိုင်သူဗရာစာရီလို့လောကရန်ကိုတားအတွက်ချိန်ခဲ့သူဒီမျိုးရဲ့လူသားမဆန်တဲ့ဒူးစဲတွေကြားတယ်အမေစိတ်ဟာအမေကိုအိတ်ခွင့်မပေးဘူးတဲ့တာဖုန်ဆလို့တားတန်ကြမှာအိတ်တက်တဲ့အမေအတွက်အဝင်ကောတွေနောက်ကျခဲ့တယ်အထက်ကောတွေပြိုကျခဲ့တယ်ငါမရရင်နေပါစေချိုးတော့မသိမ့်လိုက်နဲ့ဦးဆိုတဲ့အမေကတားအတွက်ကြာဖန်ခုံယူနေမှာတားတိတာပေါ့အမေရဲ့တားပြန်လာရင်အမေကြိုက်တဲ့ထောပတ်တီတွေဝယ်ခဲ့မယ်အမေမကြိုက်တဲ့ရေမွေးတွေကိုနှိမ်ပစ်ခဲ့အမေကိုချစ်တဲ့အကြောင်းလေးကိုကြပြချီချီတပုတ်ရေးမယ်ဒီအကြောင်းလေးပြောချင်လို့ဒီစာသားတွေရေးလိုက်တာပဲအမေတားရေပျော်ရွှင်မှုပန်းဆိုတာဒါအပြုံးလေးတွေစူဆောင်းတာတဲ့အမေနဲ့ကျွန်တော်ဟာပန်းပေါက်တန်းလေးကစားဘူးတဲ့လွမ်းရတိုင်းလေးဖျားဘူးတဲ့အမေဟာစောက်စင်ပေါ်မှာမရှိရဲ့စောက်တအုပ်ဖြစ်လိမ့်အမေဟာစိတ်ရှိလက်ရှိအော်တတ်တဲ့ဘောလုံးပွဲအစီအစဉ်တင်ဆက်သူဖြစ်လိမ့်မယ်ဒါကြည့်နေကြပရီးမီးယားလိမှာအမေအတန်ပဲကြားနေရတယ်မိနစ်90ပြည့်တော့ဒါခြုံသွားတယ်တဲ့